OK လောင်ကြီးက diversion ကိုဒီစောင့်နေတာပေါ့နော်အဲ့တော့အော်ယောအကုန်လုံးတစ်ချက် what the fuck oh my god what the အော်ယောဒါမြန်မာပဲပေါ့နော်ထွေးဖို့ကိစ္စမြန်မာလိုဟိုဖြစ်တယ်စားဘစ်ကိုတခါလေးရသွားတာခဏနဲ့အဲ့တော့နာမည်က K ဆိုင်အော်အဲ့ K ဆိုင်ဆိုတဲ့ဘယ်မိုက်တယ်ဒီလားအဲ့ဘဲအဲ့တော့ကင်တာဆောင်းမိုက်တယ်ကွာတိလားမင်းတို့ကောင်နေသွားပြီးတော့ TikTok မှာကျတော့ follow လုပ်လိုက်ကွာအေး okay ဒါလည်းအဲ့တော့ပဲပေါ့နော်ဘယ်ဘဒုအဲ့တော့လည်းတော့မကြည့်ဘူးဟောဘလို့ကွာဟဲ့ဒါလည်း K ဆိုင်မယ် what the fuck oh my god nice bro respect ပါဗျာဟိုဒါအားကက်ပေါ့နော်ဟာရ game ကမကန်တာပေါ့နော်အားကက်တကယ်ချလို့ရှင်ရှောမယ်လားရှောတော့မရှောဘူးကွာနော်အားကက်က damage တော့အဲ့လောက်မထွက်ဘူးအော်ယောတကယ်ကောင်းတဲ့ဒေါ်လီတာလို့ပြောမှာပေါ့နော်ကွက်တီကဖြစ်ပေးနိုင်တာပေါ့နော်အော်ရတေးနေရအဲ့တော့ယူလားဟာရဘလို့ဖြစ်ပြီးဘလို့ဖြစ်ပြီးအဲ့တော့တေးနေတဲ့လက်ရွှေ့သွားတာတော့ဟာ oh my ဖရားကြီးပဲဖြစ်ကုန်ပါပြီကွာ oh shit bro ဟာရဘလို့ကြီးတော့ဟာဟာရာဘူးသားကြီးရှိုးတော့ဟာရအင်ဂျလာဟာအဲ့ဘလို့ကြီးအဲ့လောက်အများကြီးဒါဘာကန်လဲဟတ်ထားလားဘလို့မျိုးတော့ပေါ့နော်ကျွန်တော်တခြားတော့မသိပြီမဲ့အော်တကယ်ပွဲထဲမှာဆိုရင်ရှောမဲကွက်ပေါ့နော်ဘလို့တော့ရှောင်းလို့မရအဲ့လေးပွဲလို့ကြည့်ပါအောင်ဗျာဒီအောင် just sing လောက်လဲလောက်တတ်တယ်ပေါ့နော်ဒါသူတို့ file ထည့်ပြီးလောက်တာဟတ်ထားလားဒါမှမဟုတ် original လားဆိုတော့ကျွန်တော်လည်းသိချာတော့မပြောတတ်ဘူးပေါ့နော်ဘရာတော့တော့comment မှာဝင်ရဆွေးနွေးသွားကြပါအောင်ချောင်းမျိုးလည်းကြည့်ပါအောင်အကုန်လုံးခံပလိုက်တာနော်โอเคဒါလည်း brother K တိုင်းပဲပေါ့နော် K တိုင်းအော်ဒီအကွက်ကပေါ့တကယ်မိုက်တယ်ပေါ့နော်တကယ်သုံးတတ်မယ်ဆိုမိုက်တယ်ဒါပေမဲ့တော်ရုံအဲ့တော့ player လိုက်မသုံးနိုင်နဲ့အကွက်လို့ပြောရင်လည်းမမားဘူးပေါ့နော်ဒီလားတစ်ကောင်နဲ့နှစ်ကောင်ဘာဖြစ်တော့တကယ်မိုက်တယ်ချုံမတိစောမိုက်တယ်ပေါ့နော်ကြည့်အောင်ကျွန်တော်ပြောတော့မပြောပြတတ်တော့ဘူးဗျာဒီလားအော်တကယ်ကြိုက်ပါတယ် respect ပါဗျာတကယ် respect ပေါ့နော်တကယ်မိုက်တယ်အော်ဒါလင်းနဲ့ fan ကြီးထိတ်တိုက်တွေ့ရပါတော့โอเคတစ်ချက်တော့စောင့်ကြည့်ရမယ်မနော်အော်မိုက်တယ်လင်းသုံးတော့မိုက်တယ်ပေါ့နော်ရောရှန်စကင်လေးကြိုက်ရတာယူရရောရှန်စကင်မိုက်တယ်နော်တာယူလို့လင်းရလဲပွဲပေါင်း2000ကျော်မှ rate က85ဆိုတော့ဒါတော့ရှုပ်လို့တော့မရဘူးပေါ့နော်ဟိုဒါဘာလို့ဒါဟာလေးက diversion နဲ့ဝင်သွားတယ်သူတို့ဘာလို့ကြရလားခဲရနေပြီးတော့အော် TV ပြန်သွားတဲ့အကွက်လောက်တာပေါ့နော်ဟာလေးကသူ့အုပ်ထုပ်ကကုံသွားတော့ရှော့သွားပေါ့နော်โอเคနောက်တစ်ခေါက်ပြန်လောက်ကြတယ်ဒီတစ်ခေါက်ကျတော့ရှော့မလားမရှော့လားမသိဘူးပေါ့နော်အုပ်ထုပ်ကတော့ကြံနေတယ်ဂျွန်ဆိုင်ကတော့လာပြီဆိုတဲ့အနေထားမှာဒီခါတော့သူအောင်မြင်စွာနဲ့ရောက်လာတယ်ပေါ့နော်နောက်တစ်ခုကတော့လီယိုမောနဲ့အာဂတ်ရဲရင်ဆိုတဲ့ဘဲကပါလေ TikTok မှာလီယိုမော free time တင်နေဗျာတိလားလုံးဝမိုက်တယ်ဗျာတိလားလုံးဝဒီဘဲကိုလည်းလုံးဝကြိုက်တယ်ဗျာတိလားဟဲ့လီယိုမောနိုင်ပါမလားအာဂတ်ကအသက်ဆွေလည်းမြန်လို့တွေးလဲတက်တယ်လေနိုင်နေ what the fuck ရတကယ်ကောင်းတဲ့ brother ရဲရင်ပေါ့နော်စကီးတင်ကောင်းတာလားဆိုတော့ edit လည်းမိုက်နေရောဟေ့အောင်လီယိုမောရလောက်ထားရမြင်းမလောက်တာတော့လွန်သွားပြီမောင်ရဲရင်နောက်တစ်ခုအနေနဲ့အာဂတ်ဖလီကာနဲ့2နဲ့တွဲသုံးတာပေါ့နော်အရင်ဆုံး1ပြီးတော့ကျတော့ဖလီကာနဲ့2နဲ့သုံးတာပေါ့နော်အဲ့ဒါလည်းလွယ်ကူတဲ့ကိစ္စမျိုးတော့မဟုတ်ဘူးတေချာလေးကိုတိုင်ပင်ချိန်ပြီးသုံးမှအဆင်ပြေမဲ့အကွက်ပေါ့နော်ဟေ့တကယ်မိုက်တယ်ပေါ့နော် brother တို့ပတ်ဝန်းကျင်မိတ်ဆွေတွေမှာဒီလိုမျိုးစောင်းချက်နဲ့အားကက်များရှိလို့ရှိရင်ကြွားသွားလို့ရတယ်ပေါ့နော်ဒါမှမဟုတ် brother တို့ကိုယ်တိုင်ကလည်းအားကက်ပလီယာဆိုလို့ရှိရင်ပို့ပြီးတော့ကြွားလို့ကောင်းတယ်မလားဟုတ်တယ်မလားအဲ့ဒါကြောင့် comment မှာဝင်ရောက်ကြွားသွားလို့ရပါတယ်တကယ်မိုက်တယ်လုံးဝဒီအားကက်လည်းကျွန်တော်ကြိုက်ပါတယ်စကင်ရောပေါ့နော်ဝေးတာပါကြီးလေဘာလို့ကြရလားတာဝါတစ်ခုကြရလားတခြားတော့ဆောင်ကြည့်ရမယ်နော်ဟုတ်တယ်တာဝါခိုးတာ100ပွဲစော့တယ် win rate က100run နေပဲအဲ့ဆိုရင်100ပွဲတဲ့နဲ့ဟို star 100နဲ့ဟို imported တန်းရောက်သွားပါပေါ့ oh my god မိုက်တယ်ရောချောင်းကြီးရော damage ဘယ်လိုကြီးတော့damage အဲ့တော့ထွက်တာလားရောမိုက်တယ်ဘယ်လိုပဲဖြစ်မိုက်တယ်လို့ပြောမှာပေါ့နော်ရောဒါရလုံးဝလွန်လာပြီပေါ့နော်တော်ရမိုက်တယ်ဆိုတဲ့အနေထားမှာပါသွားပြီပေါ့နော်तू ကဘယ်လိုမျိုးတော့ကွာ9កောင်းတစ်ကောင်ချနေတယ် तू တင်းမိတ်ကိုလည်းကျွန်တော်ခုနစေးပါတစ်ကောင်ပဲတွေးလိုက်တယ်ပေါ့နော်တခုပဲဗျာအဲ့ထားလိုက်ပါကျွန်တော်ကိစ္စမှမဟုတ်တော့တယ်မလားကျွန်တော်က free time ကြည့်တိုင်းရှင်းနေပြီဟုတ်တယ်မလားမိုက်တာတော့မိုက်တယ်ပေါ့နော်ဒီချောင်းလဲsolo point ဆိုရပဲနော် assist ဟုတ်မဟုတ်တော့မသိဘူးပေါ့နော် solo point ရဲ့နာမည်ကတော့
လွယ်ပြမိုက်ပါတယ်ဗောနော်ဒီဘဲရဲ့ freestyle လဲ okay နောက်တစ်ခုနေတာမီယာမီယာ9កောင်နဲ့ဝင်လာ item နေနဲ့သူတစ်ခုချင်းစီပြနေရပေါ့နော် item တစ်ခုချင်းစီပြနေရ okay ဝင်ချက်ပေါ့နော် okay ဘယ်လိုဖြစ်မလဲတော့မသိဘူးပေါ့နော်item အစုံပလင်း app plan လဲအဲ့ဒါအော်ယောဒါမှမဟုတ်အဲ့လောက်တော့ထွက်လာလားအော်ယောစားပေးရပြီပေါ့နော်စားပေးတောင်ရပါပြီအော်ယောသူမြန်မာလူကြီးတွေ9កောင်တစ်កောင်ကြားလဲဝင်ပြီးတော့ချတာနော်something တော့ something ပဲ hey အော်ယောနက်လေးဟိုဘက်မြောက်လိုက်ဒီဘက်မြောက်လိုက်နဲ့တနာပါတယ်ကွာနက်နောက်အဲ့လိုမျိုးအော်ယောအဲ့လိုမျိုးမလုပ်ကြပါနဲ့ဟိုကငိုပြီလေဟဲ့လားဟိုဘက်မြောက်လိုက်ဒီဘက်မြောက်လိုက်နဲ့ကလေးတနာပါတယ် oh my god ဟုတ်ပြီဒါကတော့ edit ပေါ့နော်ဟိုအဲ့ဒီတုံးနဲ့ပြန်ကြလာတဲ့ခါကျလို့ရှင်ခဲရနေလိုက်ပြန်မကြလာတော့ဒါတကယ်လားပေါ့နော်တကယ်လားမဟုတ်လားဆိုတော့ brother ကိုစမ်းကြည့်ပေါ့နော်စမ်းကြည့်ပြီးနေဟိုကောမမှာပြန်လာရေးပေးပါလို့ပြောချင်ပါတယ် okay ပြီးတော့ edit ပြီးတော့ဟိုရောက်ဟိုကောင်းလိုက်တော့ပြီးအောင်အခုနာကွက်သူသုံးမယ်ထင်တယ်ပေါ့နော်အခုနာကွက်ဒီလေးပေါ့ okay ဟုတ်တယ်တကယ်ပြုံးမကြတော့ဟိုကမမြင်ဘူးဒီဘက်ပြန်လာတော့ flick ကနေတော့ဟာရဘယ်တော့စမ်းကြည့်ပေါ့နော်ရလို့ရှိရင်ပြန်လာပြောပါ okay ဟာရ frame shot ဟာရယူဆောင်တနာပါဟာတီကောင်ဖြစ်ပြီ what the fuck okay ဆွဲလိုက်ပြီလွတ်ပေးလိုက်တာလားframe shot နဲ့လန့်ထူတာ what the fuck အေးဘယ်နဲ့ထတာဟာရောင်ပလိန်ကိုလွဲတာအေးတိုက်ကြည့်ဘာလုပ်တာwhat the fuck ကလောက်ရောင် Franco တခုလို့ပါ Franco လွတ်ပေးလိုက်တာလားframe shot ကြီးနေဘလို့ Franco ကြီးတော့မသိuser ရှင်းရဘလို့ကြီးတော့ okay user ရှင်းကိုဆွဲပြီးတော့ဟောပြဟဲ့ဘီထွတ်က what the fuck လင်းကောင်းနေတော့လင်းဓာတ်ကောက်သွားတာတကယ်ကောင်းတဲ့ Franco ပါနော် okay ဒါတခိုးမှပေါ့နော် Platina တမျိုးလေးဘလို့ကြီးတော့မြင်းရဂျွန်ဆိုင်ကြီးကိုကိုလီယိုမော့ပြန်ခိုးလိုက်လို့ဒီလိုတမျိုးခေါင်းတို့ဒါစမ်းကြည့်ပေါ့နော်စမ်းပြီးလို့ရလို့ရှိရင်ကျွန်တော်ပြန်လာပြီးတော့ကောင်းမှရေးပေးဖို့အတွက်ကျွန်တော်မိသားရဲ့ခံချင်တယ်ပေါ့နော်ဂရူတုံးက what the fuck တမျိုးတွေဒီလိုမျိုးလောက်ရတယ်ဘယ်လိုသိလဲ okay နောက်တစ်ခါယူဆောင်ပေါ့နော်ယူဆောင်မီးပါမဟုတ်တက်လာတာ what the fuck ကလောက်က join တစ်ပိုင်းကလောက်တစ်ပိုင်းပြအောင်ကျွတ်စင်ရောရအောင်သွားရှုပ်လို့တော့မရအောင် okay ဒါတော့အဲ့တော့ချိန်တာပေါ့နော်အဲ့တော့ချိန်တာကဲဘာဆက်ဖြစ်မလို့အများကြီးပဲလေအဲ့တော့တကောင်နေတာမဟုတ်ဟေ့အများကြီးပဲရှော့မယ်တင်နေတွေးတဲ့ချက်ကြီးရှိုးလာဟေ့အန်နီဘက်ကအိုတက်က item မဆက်ထားဘူးလားမသိဘူးနော်ဘာဒမ်းမိမှတော့မှမထီဘူးတလို့ပဲပေါ့နော်ဒါ तू ကပဲတကယ်ကျန်းတာလားဘယ်လိုလဲတော့မပြောတတ်ဘူးနော်ဘယ်လိုဖြစ်edit တော့မိုက်ပဲတော့နော် edit လဲစကီကိုမိုက်ဒါပေါ့နော်ဘယ်တော့အနေနဲ့ဘယ်လိုမျိုးထင်လဲဆိုတော့ comment မှာထပ်ပြီးတော့ရေးပေးဖို့ရတောင်းဆိုပြရစီ okay နောက်တစ်ခုအနေနဲ့ကပါလဲချောင်းအလားလေးပဲနော်တာဝါလေးကိုထည့်ပြသွားတာကြိုက်တယ်ဗျာ okay တိုင်းတွေခဏလေးပေါ့နော်အခုဗီဒီယိုလေးတွေကိုကြိုက်နေတတ်ရဆိုလို့ရှိရင်ကျွန်တော်အင်အားပြည့်စေဖို့တက်ပေါ့နော်ကျွန်တော်ဘူဗီယန်လေးနဲ့ခံကြည့်ပေးဖို့နော်အဆင်မပြေရင်မှကျွန်တော် subscribe နဲ့ like လုပ်ခဲ့ဖို့အတွက်အနုညွတ်တောင်းမှာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် subscriber 40k ပြီးတော့မှမလို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပေါ့နော်ဘူဗီယန်လေးနဲ့ခံကြည့်ပေးလို့လည်းရတယ်လို့ခံကြည့်ဖို့ဆိုအဆင်မပြေဘူးဆိုရင်လည်း subscribe လေးတော့ကျင်းသေးပေါ်လိုထားပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့အဲ့တန်ရစားတယ်ကွာတိလားဇီလောင်းလာပြီဇီလောင်းလည်းone hit ပဲတင်တယ်နော်down ဟုတ်တယ် one hit ပဲပေါ့ဒီကောင်းကြီးကတကယ်ကျန်းတဲ့ error ပေါ့နော်ဘယ်ဒီ error ဘယ် error လဲတော့ကျွန်တော်လည်းတခြားတော့မသိဒါပေမဲ့ damage ကတော်တော်ထွက်တယ်ပေါ့နော် fighter နေပဲအကုန်ထည့်ထားလားမသိဘူးပေါ့နော် defense မပါဘဲနဲ့ဟို damage ပဲထည့်ထားလားမသိဘူးone hit ပဲပေါ့နော်ဆိုးရတော့ပေါ့နော်ဆိုးရတော့650ရှိတယ်ပေါ့နော်ဒီကောင်းကြီးကလုံးနေရတယ်နော်ငါ favorite hero ယူဟဲ့လားအဲ့လိုကြီးလောက်တာမကောင်းပါဘူးကွာနော်ဇီလောင်းရအမှန်တဲချင်မရှိဘူးเนาะအမှန်တဲချင်မရှိဘူး oh my god ဟိုဇီလောင်းတာဝါတကြီးလိုက်လုပ်ပြီးရှော့ပြီပေါ့ဟဲ့လားနေထိုင်နေတော့မှမဖြစ်နေရတာလင်းဟုတ်လေလင်းဟာလာကွာအေးအောင်ရလွန်တာပေါ့အဲ့ဒါ what the fuck အေးတာဝါထဲမှာ
Oh my ဖေရဒါမိတ်ရတကယ်မိုက်ရနော်ကျွတ်စီခေါ် Okay ဒါဘာဖြစ်မှာလဲဟာရတိုက်ကူရဲဝင်စုတာဟေ့အောင်တိုက်ကူရဲဝင်စုတယ်ခါလေးကအုပ်တယ်ကျွတ်စလားထောင်းတယ်ဟာရောတကယ်ကောင်းတဲ့ကွန်ဘိုကြီး what the fuck ဒီလိုမျိုးပေါ့နော်ကိုတင်းမိတ်တွေပေါ့နော်ဒါမှမဟုတ်စကွက်ရှိလို့ရှိရင်ပေါ့နော်ဒီလိုမျိုးလေးကွန်ဘိုဟီးရိုးလေးကင်ပြီးတော့ run တက်လို့ရှိရင်ပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်အကြံပြုချင်တယ်ပေါ့နော်ကျွန်တော်မှာစကွက်တွေလည်းမရှိလို့တင်းမိတ်လည်းမရှိဘူးပေါ့နော်အဲဒါကြောင့်ဒီဟာတော့ကျွန်တော်လုပ်လို့မရဘူးပေါ့နော်ဘရာရာတို့လည်းကိုတင်းမိတ်ဒါမှမဟုတ်စကွက်တွေတငယ်ချင်းတွေရှိလို့ရှိရင်ဒီလိုမျိုးလေးလုပ်တင်မယ်ပေါ့နော်တိုက်ကူရဲဝင်စုတယ်ပေါ့နော်ချူစလားထောင်းတယ်ကျွန်တော်ပြောတော့မပြောတတ်တော့ဗျာတီလာဆောင်းဟန်းကြီးကိုမိုက်တွေတို့ပြောရမယ်ပေါ့နော်โอเคဗျာစောင်းယူမိုက်တယ်ဗျာကြိုက်တယ်ဒါကြီးတို့အနေနဲ့ရောဘယ်လိုမျိုးရှိလဲဆိုတော့ကောင်းမှရွေးပြီးတော့ကြပါအောင်တကယ်လေးကိုမိုက်ပါတယ်သူတို့စကွက်နာမည်ပေါ့နော်အဲ့ဒါကြီးကတော့โอเคဒါပါကြီးရောဟဲကက်ဟဲကက်ပလီယာစိုးလိုက်တာကွာဟဲ့အောင်ကြီးဇူရှင်းကိုတက်ပြီးဇူရှင်းကိုရုပ်မာရောင်ကြီးဇူရှင်းပလီယာကြီးတော့မျက်ရည်နဲ့ဆက်ဟဲကက်ပလီယာကြီးအဲ့လိုပဲလားဟဲ့လားဟဲကက်ပလီယာကြီးအဲ့လိုပဲလားရောမရိုင်းလိုက်တာနော်မရိုင်းလိုက်တာကြည့်ပါဦးအားရပါရအောင်ဟုတ်လားအားရပါအောင်ချနေတာလွန်မာရဲ့ဟဲကက်ရမင်းမီးပဲဖြက်စမ်းမှာကွာအဲ့လိုမျိုးမဟုတ်ကောက်ကမလောက်ပါနဲ့မင်းပေးပဲငါလောက်မယ်အလကားစားရောဇူရှင်းတနာဖို့ကောင်းနေပြီကွာဟဲ့အောင်လောက်ကြပါအဲ့လိုမျိုးโอเคနောက်တစ်ခုအနေနဲ့အဲ့တော့ဒါအတလက်ဝင်စုတယ်တိုက်ဂရီရစုတယ်ဒီတော့မက်ဆမန်အောင်မပါဘူးပေါ့နော်မက်ဆမန်မပါဘဲနဲ့တော့မှဆောင်းရုံမိုက်တယ်ပေါ့နော်ဒီကွန်ဘိုကအလုံးဖြစ်တယ်ဆိုလို့ရှိရင်တော့မိုက်ပေမဲ့အလုံးမဖြစ်လို့ရှိရင်တော့ခွေးဖြစ်မှာပေါ့နော်မိုက်တယ်တာယူရေးတကယ် respect ပါဗျာโอเคလုံးဝယူနော်လုံးဝယူမိုက်တယ်ဗျာဒီလားဘယ်လိုတော့ပြောပြရမယ်လဲမသိတော့ဘူးပေါ့နော်ကျွန်တော်ခုနပြောခဲ့တယ်လို့ပေါ့နော်ကိုတဲမိတ်ဒါမှမဟုတ်စကွက်ရှိလို့ရှိရင်ဒီလိုမျိုးကွန်ဘိုဟီးရိုးလေးကင်ပြီးတော့ run တက်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်မိုက်တယ်အတလက်ကစုတယ်တိုက်ဂရီကစုတယ်ချွတ်စလားထောင်းတယ်ခါလေးကအုပ်တယ်ဟဲ့အောင်ရေးရစရာမရှိတော့ဟဲ့လားဘယ်ပြောကောင်းမလဲကွာပဒန်းပါတော့ပိုတော်ကောင်းတယ်ပဒန်းရလဲလားခဲတိုင်းနှိပ်ပြီးထိုးတာအားရပါရပဲဟဲ့လားစောင်းကြီးကိုကွန်ဘိုမိနေရပေါ့နော်ကဲဗီဒီယိုလေးရတယ်ပြီးတော့မှာဆိုတော့ပေါ့နော်ညူကီတို့ရေ subscribe မလုပ်ရသေးလို့ဆိုရင် subscribe လုပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ်subscribe လုပ်ထားလားမလုပ်ထားလားဆိုပြန်ကြည့်လိုက်ပါအောင်နော်ပြန်ကြည့်လိုက်လို့မှ subscribe မလုပ်စားလို့ရှိလို့ရှိရင်ဘရာတို့တစ်ချက်နှိပ်လိုက်ပါအောင်လို့ပြောချင်ပါတယ်ဘရာတို့မဟုတ်လို့ကတော့ဘရာတို့ဂွေးတုံမှာပဲဖြစ်ပါတယ် main ကလေးဆိုရင်ဟိုဟာပြားမှာပေါ့နော်ဗီဒီယိုတင်တိုင်းသိအောင်လို့ဘေးနာခေါင်းလောက်လေးကိုလည်းနှိပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ကဲနောက်ဗီဒီယိုမှာပြန်ကြပါမယ်ခင်ဗျအားလုံးချစ်ပါတယ်အပွား